စိတ်ထားယုံညံ့တဲ့ပုဂ္ဂိုလ်တွေကစိတ်ထားယုံညံ့တဲ့ပုဂ္ဂိုလ်ချင်းပဲပေါင်းလို့ရတယ်စိတ်ထားမြင့်မြတ်တဲ့ပုဂ္ဂိုလ်တွေကစိတ်ထားမြင့်မြတ်တဲ့ပုဂ္ဂိုလ်ဗမာစကားနဲ့ရှင်းရှင်းပြောမယ်ဆိုရင်ဝါဒနာတူရပေါင်းတယ်ဆိုလို့ရှိရင်ဒီခေတ်လူတွေပို့နာလဲလားသို့တော့ဝါဒနာဆိုတဲ့စကားလုံးကအစ္ဆာတရားနဲ့မထုတတ်ဘူးအဲ့ဒါတတိထားဖို့လုပ်တယ်ဝါဒနာဆိုတာအထုံရနေခြင်းလို့သူ့ရဲ့ literal meaning ကအထုံရနေခြင်းလို့ဆိုလိုတယ်အထုံရနေတယ်ဆိုတာဥပမာကိုဝတ်တဲ့အဝတ်စားတွေထဲမှာပယုတ်လုံးထည့်ထားရင်ပယုတ်လုံးအနံ့ဆွဲသွားရှင်မွေးထည့်သွားရင်ရင်မွေးအနံ့ဆွဲသွားတယ်အဲ့ဒါကိုအထုံရတယ်လို့ခေါ်တယ်အရက်ပလင်းဟာအရက်တွေသွန်ပြလိုက်တော့လည်းပဲ